Hello 皆さんこんにちはပေါ့နော်အဲ့ဆိုလို့ရှိရင် grammar ဒီဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဒီဟာလေးကတော့ဘာဖြစ်ပါတယ်ဟိုဟာလေးကဘာဖြစ်ပါတယ်ပြောဖို့အားပြီဆိုလို့ရှိရင်မေးခွန်းမမေးတဲ့ပုံစံလေးပေါ့နော်ဒါလေးကတော့ဘာဖြစ်ပါသလဲဆိုပြီးတော့မေးခွန်းမေးတဲ့ပုံစံလေးပေါ့နော်ဆိုတဲ့ခါကျတော့အဲ့ဒီမှာတရှိပြထားတဲ့ပုံလေးကကြတော့မင်းနာနောနီဟွန်ကောဆိုတော့အားလုံးအတွက်အားလုံးရဲ့ဂျပန်ဘာသာစကားဆိုတဲ့စာအုပ်လေးပေါ့နော်ဆိုတဲ့ခါကျတော့သူဒီ textbook ဆိုတဲ့အတွက်စာအုပ်ပေါ့နော်စာအုပ်ဆိုတဲ့အတွက်အဲ့ဒါကိုပြောချင်ရကြတော့ကိုလက်လေးနဲ့ထိကြိုက်ပြောမယ်ဆိုရင်တော့ခိုရဲဝါ Hondas ပေါ့နော်အဲ့ဆိုရင်မေကိုပုံစံပြောကြည့်အောင်မေကိုဖြစ်တဲ့အတွက်နောက်မှာအမေးစကားလုံးဖြစ်တဲ့ကာလေးပါရမယ်ပေါ့နော်ခိုရဲဝါ Hondas ကဒါကစာအုပ်ဟုတ်ပါသလားပေါ့နော်စာအုပ်လားဆိုပြီးတော့မေးလိုက်တယ်ကြည့်လိုက်တဲ့ခါကျတော့မင်းနာနောနီဟွန်ကောဆိုတော့ဟုတ်တာပေါ့စာအုပ်ဆိုတော့ Hi Hondas ဟုတ်ကဲ့စာအုပ်ဖြစ်ပါတယ်တဲ့နော်သူမေးထားတဲ့မေကိုထဲမှာအဖြေပါပြီးသားပေါ့နော်ဆိုလို့ရှိရင်တော့သူမေးထားတဲ့မေကမှန်တယ်ဆိုရင် Hi မှန်ဦးဆိုရင် E ရဲ့ကဲ E ရဲ့ပုံစံလေးနေရာကြတော့လိန်နီလေးကိုကြည့်အောင်ပေါ့နော်ခိုရဲဝါဂျီရှော့ဒက်စကဒီဟာဒီအဘိဓမ္မာစာအုပ်ဟုတ်ပါသလားတဲ့နော် dictionary စာအုပ်အဘိဓမ္မာစာအုပ်ဟုတ်ပါသလားဆိုတော့ကြည့်လိုက်တော့မဟုတ်ဘူးသူက textbook ဆိုတဲ့ခါကျတော့သူမေးထားတာကြီးကမှားနေပြီဆိုတဲ့ခါကျတော့ညင်းရတော့မယ်အငင်းစကလုံးဖြစ်တဲ့ E ရဲ့ဟင်အင်းဘာလဲဆိုတဲ့ဟာကိုကတိနေရဖြစ်တဲ့အတွက်အဖြေလေးထည့်ပြောလိုက်တယ် Hondas သူမေးထားတဲ့ G short ဟင်ရဲ့ဟင်အင်းမဟုတ်ဘူးဗာလဲဆိုတဲ့အခါကျတော့ Hondas စာအုပ်ဖြစ်ပါတယ်ပေါ့နော်အဲ့လိုလေးဖြည့်ပေးလို့ရပါတယ်ဒီလိုလေးမေးပြီးတော့ဒီလိုလေးဖြည့်ပေးလို့ရပါတယ်ပေါ့နော်နောက်တစ်ခုအားကြတော့နှစ်ခုတည်းကဘယ်တစ်ခုလဲဆိုပြီးတော့မေးတဲ့ပုံစံလေးပေါ့နော်နှစ်ခုတည်းကတချို့ဟာလေးတွေကကြတော့စင်လေးတွေကွယ်စင်တူလေးတချို့ဥပမာဆိုလို့ရှိရင်တချို့ခဲသားဘောပင်လေးခဲဆန်ဘောပင်နဲ့ဘောပင်နဲ့လေပုံစံလေးတွေကတအားစင်တယ်ကွယ်ပြုံးကနေကြည့်လိုက်လို့ရှိရင်ဒါခဲဆန်ဘောပင်လားဒါဘောပင်လားဆိုတာပြုံးကနေမသိနိုင်ဘူးပေါ့နော်ဆိုတဲ့အခါကျအဲ့လိုမျိုးနှစ်ခုတည်းကဘယ်တစ်ခုလဲဆိုပြီးတော့မေးတဲ့အခါမှာမေးတဲ့ပုံစံလေးပေါ့နော်လေဆန်ဥပမာသုံးပါလေဆိုတဲ့ကအဲ့ဒါကကြတော့ဘယ်လိုမေးလဲဆိုတော့ခိုရဲဝါ Hondas က G short ကဒီဟာကစာအုပ်လားအဘိဓမ္မာစာအုပ်လားဟုတ်ပြီနော်စာအုပ်လားအဘိဓမ္မာစာအုပ်လားဆိုတော့မင်းနာနောနီဟွန်ကောဆိုတဲ့အတွက် Hondas ပေါ့နော်အဲ့လိုလေမေးပြီးတော့ဒီလိုလေးဖြေလို့ရပါတယ်နှစ်ခုတည်းကဘယ်တစ်ခုလဲဆိုပြီးတော့မတဲကွဲလို့မေးချင်တယ်ဆိုလို့ရှိရင်လက်ဆန်ဥပမာနံပါတ်3ပုံစံလေးနဲ့လည်းမေးလို့ရပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်ခုနကကြတော့စာကြောင်းလေးတွေဒီဟာကတော့ဘာဖြစ်ပါတယ်ဟိုဟာကတော့ဘာဖြစ်ပါဆိုတော့စာကြောင်းလေးတွေတိဆောက်သွားတယ်ဒီတရားလေးကကြတော့မေးခွန်းပုံစံလေးပေါ့နော်စာကြောင်းလေးပဲတိဆောက်နေလို့မရဘူးကိုမသိနားမလဲတာလေးရှိလဲမေးတတ်ဖို့ကလိုသေးရပေါ့နော်အကယ်၍များမသိနားမလဲသူကကိုယ်လာမေးရင်လည်းဖြေတတ်ဖို့ကလိုသေးရဆိုတော့ဒီလိုအမေးဖြေပုံစံလေးတွေကလည်းရဖို့လိုတယ်ပေါ့နော် Hi မနာဆန်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲဆက်ဆက်ရရအဆင်ပြေကြပါစေမတတ်နဲ့